အားလုံးပဲမင်္ဂလာပါရှင် The Belonging Project ရဲ့ podcast ကနေပြီးတော့အားလုံးကိုကြိုဆိုလိုက်ပါတယ်ရှင်ဒီ podcast လေးကတော့လူငယ်တွေရဲ့အတွေ့အကြုံတွေစိုးရိမ်ပူပန်မှုတွေမိကိုနေကိုညီမလွတ်လွတ်လပ်လပ်ပေါ့နော်မျှဝေဆွေးနွေးနိုင်မှုအတွက်ဖန်တီးထားတဲ့နေရာလေးတစ်ခုဖြစ်ပါတယ်ဒီနေ့ podcast စီမှာဆိုလို့ရှိရင်ကတော့ညီမတို့ Pride Month ကိုဂုဏ်ပြုတဲ့အနေနဲ့ LGBTQ+ နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်ဒီ podcast ကနေတစင်တယောက်နဲ့တယောက်ပို့ပြီးတော့နားလည်ပြီးတော့ပို့ပြီးတော့စာနာတတ်တဲ့လူမှုအတိုင်းအဝိုင်းလေးတစ်ခုကိုအတူတကွဖန်တီးနိုင်မယ်လို့မျှော်လင့်ရင်းနဲ့ဒီနေ့ရဲ့ guest speaker လေးနဲ့မိတ်ဆက်လေးပြရစီရှင်ဒီနေ့ podcast မှာကျမတို့နဲ့အတူပါဝင်ပေးသွားမယ့် special guest ကတော့ဆရာမဖြူမွေးဝင်းမဲ့ဖြစ်ပါတယ်ရှင်ဆရာမဖြူမွေးဝင်းကဆိုလို့ရှိရင် sexual and reproductive health and right နဲ့ပတ်သက်တဲ့ advocate တယောက်ဖြစ်ပြီးတော့လူငယ်တွေအတွက်ကိုအသိပညာပေးလုပ်ငန်းတွေ awareness campaign တွေနဲ့ media ကနေတဆင့်ပညာပေးလုပ်ငန်းတွေကိုတက်တက်ကြွကြွဆောင်ရွက်နေတဲ့သူတူဖြစ်ပါတယ်လူငယ်တွေကိုဘဝတုတယုံကြည်မှုနဲ့ကိုယ့်ကိုယ်ထုတ်ဖော်ပြောဆိုနိုင်စွမ်းတွေကိုပုံမူရရှိစေဖို့အတွက်စိတ်အားထက်သန်စွာနဲ့ကြိုးပမ်းနေတဲ့သူတူလည်းဖြစ်ပါတယ်ဒီနေ့ဆွေးနွေးသွားမယ့်အကြောင်းအရာတွေအပေါ်ဆရာမဖြူနယ်ဝင်းရဲ့အမြင်အနေနဲ့အတွေ့အကြုံတွေကိုကြားခွင့်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့အလွန်ဝမ်းသာမိပါတယ်။ဆရာမမင်္ဂလာပါရှင်ညီမတို့ The Belonging Project ရဲ့ podcast ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဟုတ်မင်္ဂလာပါဖြူမျိုးဝင်းဖြစ်ပါတယ်ဖြူလို့လည်းခေါ်လို့ရတယ်ပေါ့နော်ဒီမှာပါဝင်ဖို့ဖိတ်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်နေပေါ့နော်လူငယ်တွေကလူငယ်တယောက်ဖြစ်တဲ့အတွက်လူငယ်အများစုကြုံနေရတဲ့အခန်းကဏ္ဍတစ်ခုကိုဆွေးနွေးရမှာဖြစ်တော့စိတ်လှုပ်ရှားနေရတော့အမှန်ပါပဲပေါ့နိနော်ဆိုတော့တွေ့ရဝမ်းသာပါတယ်ဟုတ်ကဲ့ပါတွေ့ရအောင်တာပါတယ်ညီမတို့ဒီနေ့ podcast လေးကိုမစခင်မှာပေါ့ညီမတို့အကျိုးအနေနဲ့ anonymous form လေးတွေနဲ့လူငယ်တွေရဲ့စကားသံတွေနားထောင်လို့ရဖို့အတွက်အဖြေလေးတွေမိခွန်းလေးတွေကိုကောက်ထားရရှိရပေါ့နော်ဒီချိန်အဲ့ဒါလေးကိုညီမတို့တစ်ချက်လောက်ဖတ်ပြပေးပါမယ်နော်โอเคပထမဆုံးအနေနဲ့သူတို့ရေးထားတဲ့ထဲကတစ်ခုကဆိုလို့ရှိရင်ကတော့မိသားစုကိုဘယ်လိုမျိုးခံမောက်လုပ်ရမလဲဆိုတာနဲ့ပတ်သက်တဲ့အကြောင်းလေးပေါ့နော်ဒီချိန်အရင်ဆုံးကတော့မိသားစုဝင်တွေမှာသားသမီးတွေကတူကနေပြီးတော့ LGBTQ+ ဖြစ်နေမယ်သူ့ရဲ့မိဘတွေကလည်းအဲ့ဒါနဲ့ပတ်သက်ပြီးတော့လူလူလတ်လတ်လက်ခံပေးထားတာမဟုတ်ဘူးဆိုလို့ရှိရင်อืมထုတ်ပြောတဲ့ခါကြလို့ရှိရင်သူတို့အနေနဲ့အရန်အခက်အခဲဖြစ်တတ်တယ်ပေါ့နော်သူ့ရဲ့ identity ကိုသူ့ပုံစံအမှန်ကိုသူ့ရဲ့မိဘသူ့ရဲ့အတိုင်းဝိုင်းနေမှာဖွင့်ဟပြောဆိုဖို့အတွက်ကိုခက်ခဲနေရဲ့အဓိကအားဖြင့်ကတော့သူ့ရဲ့မိဘတွေကိုလက်ခံလာအောင်လို့အမြင်ကျလာအောင်လို့အတွက်နားချဖို့အတွက်အခက်အခဲဖြစ်နေရေပေါ့နော်ချေအဲ့လိုမျိုးဆိုလို့ရှိရင်ညီမတို့ဘယ်လိုမျိုးအကြံဉာဏ်ပေးတာကောင်းမယ်လို့ထင်လဲမသိဘူးရှင့်ဟုတ်ပထမဆုံးမိကုန်းအနေနဲ့ပေါ့နော်ဆွေးနွေးရဆိုအဓိကအားဖြင့်ကကြတော့ဒီအကြောင်းပတ်သက်တယ်ဆိုရင်ရှူတောင်းပုံစံကွဲတဲ့ပုံမူတည်ပြီးတော့အတွေ့အကြုံမူတည်ပြီးတော့မိကုန်းကို response လုပ်ရတဲ့အနေထားကတော့မတူတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ဒီကျမအတွေ့အကြုံကိုကျမပြောကြည့်မယ်ပေါ့နော်ပြောကြည့်မယ်ဆိုတဲ့ခါကျရင်အဓိကအားဖြင့်ဒီခမ်းမလုပ်တယ်ဆိုတဲ့ဟာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကလေရိုးရှင်းဆုံးပြောရရင် straight တယောက်အနေနဲ့သတ်မှတ်ထားတယ်ပေါ့နော်ကိုအတိတ်ပဲဖော်ထားရထားပါတော့နော်အဲ့ဒီတယောက်ကကျွန်တော်တို့က straight ဖြစ်ပါတယ်ဆိုပြီးတော့ခမ်းမလုပ်စရာလိုသလားပေါ့နော်ကျွန်တော်ရဲ့အမြင်အရပြောရတဲ့အခါကျရင်ကျွန်တော်တို့ကလေတယောက်နဲ့တယောက်တွေ့တဲ့အခါကျရင်သမီးကတော့ straight ပါသားကတော့ straight ပါဆိုတဲ့ဟာမျိုးမပြောရပေမဲ့ LGBT အာ group ပေါ့နော်အဲ့ဒီအနေထားမှာကြတော့ကျွန်တော်တို့ကဇလန်းနေမှာပဲကြည်ကြည်ပတ်ဝန်းကျင်မှာပဲကြည်ကြည်ကွာအခမ်းမလုပ်ကိုလုပ်ရမယ်သိရမလား identity ကိုဖော်ပြရမယ်သိကိုသိရမယ်ဆိုတော့အမေက fair မဖြစ်ဘူးလို့မြင်တယ်ပေါ့လေပြီးတော့အဲ့ response ကလည်းတကယ်ဆိုရင်ရှိမနေသေးဘူးလို့ကျွန်တော်ကိုတကူစားအနေနဲ့ဆိုရင်တော့မြင်တာပေါ့အဓိကအားဖြင့်မိသားစုဝင်ထဲမှာဆိုရင်ကွာမိသားစုကလက်မခံဘူးပေါ့လေထားပါတော့သူတို့ကကိုလည်းသတိထားမိနေရပေါ့လေသူတို့သူတို့နဲ့နေ့စဉ်စကားပြောတဲ့အခါမျိုးမှာသူတို့ကဇလန်းတွေကိုကြည့်ပြီးတော့ပဲဖြစ်ဖြစ်ဒါမှမဟုတ်ပတ်ဝန်းကျင်ကိုကြည့်ပြီးတော့ဖြစ်ဖြစ်ဒါမှပတ်ဝန်းကျင်က community ဒီ LGBT+ တယောက်ကိုဖော်ညွှန်းပြီးပြောနေရမှာဖြစ်ဖြစ်ဒါမျိုးဆိုရင်ကိုကဆန့်ကျင်ရတယ်ပေါ့နော်အရွယ်တစ်ခုရောက်လာဖြစ်တဲ့အခါကျတော့ကိုကဒီဟာနဲ့ပတ်သက်ပြီးတော့ကိုယ်တိုင်ကလည်းလေ့လာထားတဲ့သူတယောက်ဖြစ်တယ်ပေါ့လေအဲ့ဒါကိုတော့မမေ့ဖို့လိုတယ်ပေါ့လေဘာဖြစ်လဲဆိုတော့တကယ်ဆိုရင်ကိုရီးယားမြန်မာ community ဒါမှမဟုတ် Asian community မှာကြတော့ LGBT နဲ့ပတ်သက်တဲ့ခံယူမှုတွေပြီးရင် expression နဲ့ပတ်သက်တဲ့ဟာတွေကိုအများကြီးမသိရဘူးပေါ့လေအများကြီးမသိရဆိုတာဒါလုံးဝမသိရတာမျိုးလည်းဖြစ်နိုင်တယ်ပေါ့မသိရမျိုးဖြစ်တဲ့အခါကျတော့ကိုယ်တိုင်ကလည်းလေ့လာပြီးတော့ဒါတွေသိလာတယ်ကိုလည်း identity တစ်ခုကိုဖော်ပြနိုင်တယ်ပေါ့နော်ဒါပေမဲ့အဲ့မှာမေးခွန်းထုတ်စရာရှိတယ် identity ဖော်ပြရဲဆိုတဲ့အခါမှာကျွန်တော်တို့ကအသက်အရွယ်တစ်ခုရောက်ရင်ထားပါတော့နော်ဆယ်ကျော်သက်ရောက်ရင်ငါသိသွားမယ်မဟုတ်ပါဘူးပေါ့လေနော်
အဓိကအားဖြင့်ဒါမှမဟုတ်ရင်လူငယ်တွေရောက်လာပေါ့နော်20ကျော်ကနေ25နှစ်အတွင်းဒါမှမဟုတ်25 30တိမယ်ပေါ့နော်ဒါလည်းမဟုတ်ဘူးပေါ့နော်အခုဆိုဒီဒီကကြတော့ကိုရှာဖွေလေးရှာဖွေလေးကိုတရားရောက်နဲ့ချစ်ကြိုက်မိလေချစ်ကြိုက်မိလေအဲ့ဟာမျိုးမှာကိုဘယ်ဟာကအားတာလဲဟာအာမတာကိုလဲဆိုတဲ့ဟာမျိုးလိုက်ရှာရတဲ့ကိစ္စဖြစ်တာပေါ့နော်လိုက်ရှာရဆိုတာတဲ့လိုက်မရှာလဲတွေ့နိုင်တဲ့ကိစ္စဖြစ်တယ်ပေါ့အဲ့တော့ကိုယ်တိုင်လေးလာတဲ့ကိစ္စဖြစ်တဲ့အတွက်မိသားစုကဒါကိုမသိဘူးမလေးလာနိုင်ဘူးဆိုတဲ့ဟာမှလည်းတော်ပြီး blame လို့မရနေပြန်ပါလေနော်။ဘာဖြစ်ဆိုတော့သူတို့ကိုလည်းအချိန်တစ်ခုပေးဖို့လိုတယ်လေးလာဖို့အချိန်တစ်ခုပေါ့လေ။ဒါပါတော့ဒီလိုမျိုးတွေရှိတယ်ဆိုတဲ့ဟာမျိုးဒါမှမဟုတ်ဒီလိုပွဲတွေကိုဖိတ်တာမျိုးပေါ့လေ။အဲ့လိုမျိုးပုံစံမျိုးနဲ့လေသူတို့ကဒါတွေကိုအများကြီးသိလာနိုင်တယ်ဆိုတဲ့ဟာမျိုးဖြစ်ဖို့လိုတယ်ပေါ့လေ။ဆိုတော့ဆွေးနွေးဒီကောင်းစဉ်ကတကယ်တော့အရန်ကျယ်ပြန့်တယ်ဆွေးနွေးရင်ဆွေးနွေးသလောက်ထွက်လာတဲ့အဖြေတွေကအများကြီးရှိနိုင်တယ်ပေါ့နော်။ဒါပေမဲ့အရိုးရှင်းဆုံးပြောရရင်ခမ်းမလုပ်တယ်ဆိုတဲ့ဟာကလိုအပ်လက်ရဲ့လားပေါ့နော်။ဒါမှမဟုတ်ရင်မိသားစုဖြစ်တဲ့အတွက်ကိုရီးယားအမြဲတမ်းစုံတွေ့ရတာလေနော်ကို community ကပို့ဆိုးရလေနော် Asian community ကအမြဲတမ်းမိသားစုနဲ့ပဲအတူကူတွဲပြီးနေထိုင်ရတဲ့အနေအထားဖြစ်တော့တိဖို့လိုတယ်ကိုကချစ်ရတဲ့သူတယောက်ပေါ့နော်ကိုကချစ်ရတဲ့မိသားစုဝင်ဖြစ်တဲ့အတွက်သူ့ကိုပေးသိဖို့လိုတယ်ဆိုတဲ့ဟာမျိုးမှာကိုမျော်လင့်တဲ့အဖြေတခုမရလာနိုင်တဲ့ခါကြရယ်ကွာအဲ့ဒီဟာကိုလည်းစိတ်ပြင်ဆင်ထားဖို့လိုတယ်ပေါ့လေပြီးဆိုတော့तू ကဒီဟာတွေနဲ့အဝဲမဖြစ်ဘူးဆိုတဲ့ဟာမျိုးကိုအစောတည်းကလက်ခံထားရမယ်ပေါ့လေပြီးတော့သူ့ကိုလည်းအချိန်တစ်ခုပေးဖို့လိုတယ်ပေါ့နော်ခုနအစောတည်းက mention လုပ်တယ်လို့ပဲပေါ့လေအချိန်တစ်ခုပေးဖို့လိုတယ်သူလေ့လာဖို့အချိန်ပေါ့နော်သူသိဖို့အချိန်ပေါ့အဲ့ဟာမျိုးဆိုရင်တော့ကျွန်တော်တို့ကတိုင်ပင်တစ်ခုကိုက်နိုင်မယ်လို့မြင်တယ်ပေါ့လေဒါမှမဟုတ် तू လက်မခံလာနိုင်ဘူးဆိုတဲ့ခါကြရင်အဲ့လိုမိသားစုလည်းရှိရပေါ့လေလက်မခံနိုင်တာဘူးဆိုတဲ့ခါကြရင်တော့ကျွန်တော်တို့ကနောက်ဆက်တွဲတစ်ခုစဉ်းစားဆုံးဖြတ်ရမှာပေါ့လေဒါကတော့ကိုယ့်ရဲ့အခြေအနေပေါ်မူတည်ပြီးဆုံးဖြတ်လို့ရတယ်ပြီးတော့နောက်ထပ်ဒုတိယတစ်ခုကကြတော့ identity လက်ခံခြင်းလက်မခံခြင်းမှာကိုရှာဖွေလေတွေးရှိလာဖြစ်တဲ့အတွက်တစ်ဖက်ကိုလည်းစာနာပေးဖို့လိုရပေါ့လေတစ်ဖက်မသိရဲ့အနေအထားတစ်ခုပေါ့လေဒါပေမဲ့ကိုရီဒီ generation မှာကြာတော့ကွာပြောင်းလဲလာတဲ့ဟာတစ်ခုရှိတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့အရင်2000ဝန်းကျင်ပေါ့နော်အဲ့ဝန်းကျင်ကိုကြည့်လိုက်ရင်ကွာLGBT group နဲ့ပတ်သက်ပြီးလက်မခံဘူးဆိုရင်ကျွန်တော်တို့ကလက်ကိုလက်ခံရမယ်ဆိုတဲ့ဟာမျိုးအဓိကဆွေးနွေးကြတယ်ပေါ့လားဒါပေမဲ့ဒီ generation မှာကြာလေလက်မခံလည်းကိစ္စမရှိဘူးပေါ့နော်ငါ identity ကိုငါသိတယ်ငါရဲ့စိတ်ဆိုငါဖန်တီးနိုင်တယ်ဆိုတဲ့ဟာမျိုးသွားလာကြတယ်ပေါ့လေဒါကလည်းပို့ပြီး openly ဖြစ်လာတယ်ပြီးတော့ခါကြတယ်ပို့ပြီးတော့ကိုယ့်ကိုယုံကြည်မှုပိုရှိလာတယ်ဒီ identity ကိုရှာဖွေခြင်းနဲ့အတူပေါ့နော်ကိုဘာကိုလုပ်ရမလဲဆိုတဲ့ဟာမျိုးကိုလည်းသိလာတယ်လို့မြင်တယ်ပေါ့လေတခြားသူရဲ့လက်ခံတဲ့လက်ကိုလက်ခံပေးရမယ်ဆိုတဲ့ဟာမျိုး acceptance ကိုလိုက်မရှာနေတော့ဘူးလို့ကျွန်တော်တို့မြင်လာတယ်ပေါ့လေဒါပေမဲ့community တွေပေါ်မှာတော့မူတည်အောင်ပါပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့vulnerable ဖြစ်တဲ့ community မှာအလုံးဝအမြင်ကျဉ်းမြောင်းနေဒီဟာတွေနဲ့ပတ်သက်ပြီးတော့လည်းလက်ခံဖို့ရောပြည့်ခါကျလေ့လာဖို့ရော community မရှိနေဘူးဆိုရင်တော့ကျင်းတည်တယ်ဒီအကြောင်းအရာကိုဆက်ပြီးဆွေးနွေးလို့ရမယ့်အပိုင်းမှာတော့ရှိမနေဘူးပေါ့လေနော်ဟုတ်ကဲ့ပါကျေးဇူးပါဟုတ်ကျေးဇူးပါတွေးစရာတွေအများကြီးရသွားပါတယ်နောက်ထပ်တစ်ခုရှိတာကပေါ့နော်မိဘတွေအနေနဲ့ကလည်းသူတို့သားသမီးကိုအနီးကပ်ဆုံးစောင့်ကြည့်နေရဖြစ်တဲ့အတွက်ကြောင့်မလို့ကိုသားသမီးကတော့ straight ပဲကိုသားသမီးကတော့ LGBTQ+ ပဲဆိုတော့ကိုမိဘတွေအနေနဲ့အရင်ဆုံးရင်းနှီးလို့များမယ်တကယ်လည်းသားသမီးဘက်ကနေပြီးတော့သူတို့ကိုခမ်းမောက်လုပ်လာတာမျိုးပြီးသွားလို့ရှိရင်ကိုကတော့ဘသူ့ကိုသဘောကျပါတယ်ဘယ်လို gender ကိုစိတ်ဝင်စားပါတယ်ဆိုပြီးတော့ဖွင့်ပြောလာအောင်လို့မိဘဘက်ကနေပြီးတော့ဘယ်လိုမျိုး supporting လုပ်တင်လဲဘယ်လိုမျိုး communicate လုပ်တင်လဲချက်ဆိုတော့အဓိကအားဖြင့်ဒါမိဘရဲ့အခန်းကဏ္ဍဖြစ်သွားပြီပေါ့နော်မိဘရဲ့အခန်းကဏ္ဍမှာparenting လဲလိုတာပေါ့လေနော်ကိုကပုံမှန်ဒီကလေးနဲ့စကားရင်ဖွင့်စကားပြောတာကြီးနားထောင်လားအချိန်ပေးဖြစ်လားအဲ့ဒီပုံမှာမူတည်ပြီးတော့မှပဲဒီကလေးရဲ့ခံမလောက်လာတဲ့အနေအထားတစ်ခုမြင်ရမှာပေါ့နော်ဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ကနှစ်ဖက်ရှိတယ်ပေါ့နော်အဲ့ဒါဟာနှစ်ခုကကြတော့ဗာလဲဆိုတော့အဓိကအားဖြင့်ကိုငငယ်တုန်းကဒီကိစ္စတွေနဲ့ပတ်သက်ပြီးဘာမှမလုပ်ခဲ့ဘူးမဆွေးနွေးခဲ့ဘူးဆိုရင်ခံမလုပ်လာတဲ့ဟာကိုကလေးကိုသွားပြစ်တင်လို့မရဘူးပေါ့လေအဲ့ဟာတော့ဒီဟာမိဘတိုင်းသိရမယ်ပေါ့နော်အခုဆိုတော့အစောရကကိုကရင်ဖွင့်စကားဘာမှနားမထောင်ထားတဲ့အနေအထားမှာကလေးကလည်းကိုကိုယုံကြည်မှုကရှိမှာမဟုတ်ဘူးပေါ့လေရှိမှာမဟုတ်ဆိုတာ100%လုံးလုံးမရှိနေရမျိုးတော့မဟုတ်ဘူးရှိလာဖို့ခက်ခဲတယ်ပေါ့လေစကလုံးအရာဆိုရင်တော့ရှိလာဖို့ခက်ခဲတယ်ပြီးတော့နောက်ထပ်တစ်ခုကကြတော့ခံမလောက်လာတဲ့အခါကျကိုကဘယ်လိုမျိုး response ပေးမှာလဲပေါ့နော်အဲ့ဒီဟာမျိုးကိုရီးရဲ့အတိုင်းအဝိုင်းမှာနည်းနည်းခက်ခဲနေတဲ့ဟာမျိုးရှိသေးတယ်ပေါ့နော်ဘာဖြစ်ဆိုတော့ဒီကျွန်တော်အနေနဲ့ပဲထားပါတော့နော်ကျွန်တော်ကထားပါတော့ lesbian တယောက်ဖြစ်တယ်ပေါ့လေအဲ့ဟာမျိုးကိုကျွန်တော်သိစေလိုတဲ့အဝင်းကျင်တစ်ခုပဲရှိမှာကွာအဲအကုန်လုံးသိစေခြင်းတဲ့သူလည်းရှိမယ် personally ရပေါ့လေဘာဖြစ်ဆိုpersonally ရကျွန်တော် lesbian ဖြစ်ကြအောင်ကျွန်တော်မိသားစုကျွန်တော်ပေးသိခြင်းပေးသိမယ်ကျွန်တော်ရဲ့တငယ်ချင်းကိုပေးသိခြင်းပေးသိမယ်ကျွန်တော်အကုန်လုံးပေးသိခြင်းမှာမဟုတ်ဘူးပေါ့လေအဲ့လိုလူတယောက်အနေနဲ့ပဲထားပါတော့နော်ပုံဖော်ကြည့်လိုက်ပါတော့အဲ့လိုမျိုးအနေထားမှာဆိုရင်ဒီကိစ္စကို
ဟိုးလေးတကြောကြောပြန်ပြောတဲ့ဟာမျိုးပေါ့လေအဲ့ဒီဟာမျိုးကလည်းစိတ်မလုံခြုံမှုကိုဖြစ်စေတဲ့အတွက်ကလေးများစုကမပြောကြဘူးပေါ့နော်မိသားစုဆိုရင်ပြီးတဲ့အခါကျတငယ်ချင်းတွေနဲ့ကြာရင်ကွာသူ့ရဲ့ identity ကိုသူဖော်ပြရတယ်သူပုံမှန်လင်းလင်းနေတယ်သူဒီသမီးစားထားတဲ့ဟာမျိုးမှာဆိုလဲပုံမှန်လင်းလင်းနေတယ်သူ့ပေမမိသားစုဆိုသူမပြောပြချင်ဘာဖြစ်လို့ဒီမိသားစုကိုပြောပြရင်ဆွေမျိုးတစ်မျိုးလုံးတိသွားနိုင်တယ်ဆိုတဲ့ဟာမျိုးရှိတယ်ပေါ့လေဆိုတော့ဟိုအဲ့ဒီအခန်းကဏ္ဍကိုလည်းတစ်ဖက်စဉ်းစားဆွေးနွေးဖို့လိုတယ်ပေါ့လေဆိုတော့မိခင်တယောက်အနေနဲ့ဖြစ်ဖခင်တယောက်အနေနဲ့ဖြစ်ဒါမှမဟုတ်ရင်မိသားစုဝင်တွေကတဦးတယောက်အနေနဲ့ဖြစ်ပေါ့လေကိုကဘယ်လိုပုံစံမျိုးparenting လုပ်ထားလဲဘယ်လိုပုံစံမျိုးမိသားစုမှာပုံဖော်ထားလဲပြီးရဲ့ခါကျရင်ဒီလက်ခံပါတယ်ဆိုတဲ့အနေအထားမှာကိုကဘယ်လိုပုံစံမျိုးနဲ့လက်ခံတာလဲပေါ့နော် consent ပါနဲ့လက်ခံတာလားပြီးရဲ့ခါကျရင်ဒီအရာတွေအားလုံး aware ရှိတဲ့အနေအထားနဲ့လက်ခံတာလားဒါမှမဟုတ်ရင်ဘယ်လိုခေါ်လဲအများရဲ့အမြင်မှာကွာဒါကိုလက်ခံနေဆိုတဲ့မိဘတွေကပို့ပြီးတော့သိရမလား proud ဖြစ်တယ်ဆိုတဲ့ပုံစံမျိုးနဲ့လက်ခံတာလားပေါ့ဒီပုံစံအခန်းကဏ္ဍတွေကတော့အမျိုးမျိုးရှိလိမ့်မယ်ပေါ့လीနော်ဆိုတော့အဲ့ဒီပုံမှာမူတည်ပြီးတော့ကျွန်တော်တို့ကဆွေးနွေးရမယ်ရှုထောင့်နေရလဲမတူတာမျိုးဖြစ်လိမ့်မယ်ပေါ့သို့ပေမဲ့ဘလို့အခန်းကဏ္ဍမှာပဲဖြစ်ဖြစ်မိဘအဝဲလုပ်တယ်မိဘအဝဲခန်းလုပ်တယ်ဒါကလည်းကြိုဆိုရမယ့်ကိစ္စတစ်ခုပဲဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကလေးဘက်ကခက်မလုပ်ချင်မလုပ်ချင်တော့ကျွန်တော်တို့ကဟိုအရွယ်တိုင်းတာတစ်ခုအားဖြစ်တော့၎င်းဒါမှမဟုတ်ရင်အာဘယ်လိုခေါ်လဲဆွေးနွေးရမယ့်အခန်းကဏ္ဍတစ်ခုဖြစ်တော့လည်းကောင်းကတော့အချိန်တစ်ခုလိုတယ်ပေါ့လေဒါတော့ကြည့်ဖို့လိုတယ်ပြီးတော့နောက်ထပ်တစ်ခုကလေခလေးကကိုယ်နဲ့အမြဲလက်ပွန်းတတီးနေတဲ့အတွက်ကလေးကဘာကိုစိတ်ဝင်စားတယ်ဘာကို identity ဖော်ပြရဲဆိုတဲ့ဟာက100%မသိနိုင်ဘူးပေါ့နော်မသိနိုင်ဘူးလို့ပြောတဲ့ဟာမှာထားပါတော့နော်ကျွန်တော်က lesbian ဖြစ်တယ်ဆိုရင်အမေမျောလင့်ထားတယ်ဘာမှမဟုတ်အဖေမျောလင့်ထားတယ်ဒီလိုမျိုးတော့ရှိလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့ဒီကလေးရဲ့expression ဖော်ပြတဲ့ပုံစံမျိုးပေါ့နော်ထားပါတော့သူအဝတ်စားရွေးချယ်တာသူတငယ်ချင်းပေါင်းတာဒါပေမဲ့ဒီဟာတွေအကုန်လုံး100%ညှိုးနေတာမဟုတ်ဘူးပေါ့လေဘာဖြစ်လို့ဒီအဝတ်စားတစ်ခုနဲ့လည်းကျွန်တော်တို့ကဖော်ပြလို့မရဘူးအယောင်ရွေးချယ်မှုနဲ့လည်းဒီကလေးကိုဘယ် identity အောက်မှာရှိပါတယ်ဆိုပြီးဖော်ပြလို့မရဘူးကွာအဲ့တော့အဲ့ဒီ miss ရှိနေတဲ့အနေအထားဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဇလန်းတွေမှာပါလာတဲ့ကိစ္စကြီးဖြစ်တာလေနော်ဒီအမတွေညီမတွေလည်းပဲနေရရင်ဒီကောင်လေးကကျင်းတည်တယ် gay ဖြစ်သွားမယ်ဆိုတဲ့ဟာမျိုးဘာဖြစ်လို့ဆိုတော့အဓိကအားဖြင့်သူမြင်ရတဲ့အယောင်ပေါ့နော်ဒီကောင်ကလေးဒီကလေးလေးတယောက်မြင်နေရတဲ့အယောင်ကအယောင်နုနုလေးရှိလိမ့်မယ်ပေါ့နော်ထားပါတော့နော်မြမယဉ်ကျေးမှုဆိုတော့တည့်တဲ့အတိုင်းပဲအမေရိကသားသမီးကိုစင်မိန်းကလေးကိုစင်ဒီအယောင်ဆိုတဲ့ဟာတည်တံ့ရှိကြတယ်လေနော်မွေးနေ့မှာဝယ်ပေးရင်တော့မှပဲတူမလေးဝယ်ပေးအယောင်လေးကမတူကြတယ်လို့ပဲပေါ့လေဒါကတော့အမျိုးမျိုးရှိလိမ့်မယ်သို့ပေမဲ့ဒီအယောင်ရွေးချယ်မှုအပေါ်မှာသွားပြီးတော့ဒီကလေးက gay ဖြစ်ပါတယ်ဆိုတဲ့ဟာမျိုးသွားပြောလို့မရတယ်လို့နုနုညံ့ညံ့နေထိုင်နေပေါ့နော် masculine ဖြစ်တဲ့ချင်းနေနဲ့ပတ်သက်ပြီးတော့လည်းခွဲခြားလို့မရနိုင်ဘူးပေါ့နော်အဲ့တော့100%သိပါတယ်ဆိုတဲ့ဟာမျိုးအဆိုမှာတော့ကျွန်တော်ကတော့လက်မခံတဲ့အဘက်မှာရှိတယ်ပေါ့လေသို့ပေမဲ့ဘလို့ပဲဖြစ်ပါစေပေါ့နော်ဒီကလေးကသူ့အခန်းကဏ္ဍတစ်ခုရောက်လို့သူဖွင့်ပြောလို့လာတယ်ဒါမှမဟုတ်လည်းသူမဖွင့်ပြောသေးဘူးပေါ့နော်ဒါကတော့ကျွန်တော်တို့ကစောင့်ရမယ်အပိုင်းဖြစ်သွားပြီပေါ့နော်မိဘဆိုတော့ဒါမှမဟုတ်ရင်စဆွေးနွေးကြည့်တဲ့ဟာမျိုးပေါ့လေဒီကိစ္စကိုဆွေးနွေးကျင်လားဆိုတဲ့ဟာမျိုးမှာမဆွေးနွေးကျင်လို့ပြောရင်လည်းကျွန်တော်တို့ကဒီနားမှာရက်ဖို့လိုရပေါ့လေဒါပေမဲ့ကျင်းတည်ရဲ့ကျွန်တော်တို့ရဲ့ဒီညီမရဲ့ကာချာကတော့ကျင်းတည်ရဲ့လေနော်ငါကဒီလောက်တော့ပြောနေတဲ့ဟာဘာလို့နေရောက်ဒါကြီးကိုခွင့်မပြောရလဲဆိုတဲ့ဟာမျိုးနဲ့ blame လုပ်တယ်ပြီးတဲ့အခါကျရင်ဒီသူ့ရဲ့ယုံကြည်မှုတွေအကုန်လုံးပျောက်ဆုံးအောင်လုပ်တယ်ပေါ့နော်အဲ့ဒီအခန်းကဏ္ဍအမြဲတမ်းရှိရဘာလို့ဆိုတော့ငါကလက်ခံထားတာနေမမြင်ဘူးလားဆိုတဲ့အတွေးလေအဲ့ဟာမျိုးရှိတော့ကျွန်တော်ကဒီရှုထောင့်ကိုတွေးရင်လေဒီမေကွန်းပေါ့နော်ဒီမေကွန်းပေါ်မူတည်ပြီးတော့လဲဆွေးနွေးရမယ့်အခန်းကဏ္ဍတွေကတစ်ခုပြီးတစ်ခုကိုလေချင်းမြင်စားဆွဲသလိုပဲပေါ့လေအများကြီးရှိတယ်ပေါ့လေဒါပေမဲ့လက်တလောချုပ်ရမယ်ဆိုရင်တော့ဖြစ်ကျွန်တော်တို့က100%မသိနိုင်ဘူးပြီးရဲ့အခါကျရင်နောက်ထပ်တစ်ခုကကြတော့သူခံမလုပ်လို့တဲ့ပတ်ဝန်းကျင်ဆိုတာရှိတယ်ဆိုတဲ့ဟာကိုလက်ခံရမယ်ပေါ့နော်ပြီးတော့မလုပ်လို့ဆိုတဲ့အခါကျရင်လည်းကျွန်တော်မပလိမ့်ဖို့လိုတယ်ပေါ့လေသိရမလားမိဘအရာရာသိရမယ်ဆိုတော့ကျွန်တော်တို့ဒီမြန်မာကကျမအဲ့ဒါရှိရပေါ့နော်တကယ်တော့အရာရာသိရမယ်ဆိုတဲ့ဟာမျိုးတဲ့ကျွန်တော်တို့ကsupporting ပေးရမယ်ခန်းကဏ္ဍမှာရှိရမယ်ဆိုတဲ့ဟာကိုကြော်လွန်သွားတယ်ပေါ့လေနော်ဟုတ်အဲ့လိုမျိုးလေးဆွေးနွေးလို့ပါတယ်ဟုတ်ကဲ့ပါမချစ်စုပါနောက်ထပ်တစ်ခုထပ်ပြီးတွေးစရာရှိတာပေါ့နော်မိဘတွေဘက်ကနေပြီးတော့တိဖြစ်စေမတိစီဖြစ်စေပေါ့နော်ခလေးဘက်ကနေပြီးတော့တိစီခြင်းနဲ့သူကခမ်းမောလုပ်လိုက်ပြီโอเคမိဘတွေဘက်ကလည်းအဆင်ပြေပြေနဲ့လက်ခံလိုက်တယ်သူ့ရဲ့ identity ကိုသူ့ပုံစံအတိုင်းပဲဆက်ပြီးတော့ချစ်ပေးနေမယ် support လုပ်ပေးနေမယ်ဆိုရင်တော့မှပတ်ဝန်းကျင်ဘက်ကနေပြီးတော့ negative ဖြစ်တဲ့ point of view နဲ့သူ့ရဲ့ခမ်းမောလုပ်လာတဲ့ဟာကိုတုံ့ပြန်လာရဲဆိုလို့ရှိရင်မိသားစုဘက်ကနေပြီးတော့ဘယ်လိုပုံစံနဲ့သူ့ကို support ပေးလို့ရလောက်မလဲအမ
အာဒီမှာကဆွေးနွေးစရာအခန်းကဏ္ဍတစ်ခုရှိရပေါ့နော်အဲ့ဒါကကြတော့ဟို parenting မှာ self confident ဖြစ်အောင်ပေါ့နော်မိဘတွေကဘယ်လိုမျိုးကလေးကိုပြိုးထောင်ပေးလဲပေါ့အဲ့ဟာမျိုးပြိုးထောင်တွေးထားရဲဆိုတဲ့အနေအထားမှာကြာရင်ကျွန်တော်တို့ကတစ်ခါကြာရင်ဟိုမရည်ရွယ်ပဲပြိုးထောင်နေဆိုတဲ့ဟာဘယ်ကိစ္စမှမရှိဘူးပေါ့နော်ဟိုကိုယ်တွေလောက်လိုက်တဲ့ consequence ကိစ္စတစ်ခုချင်းတစ်ခုချင်းကဒီကလေးကတင်ယူနေတာဖြစ်တဲ့အတွက်သူ့ကိုဒီ self confident ဖြစ်အောင်ကျွန်တော်တို့ကငယ်တွေကတင်ပေးထားတဲ့ချိန်ဘယ်လိုခေါ်လဲဆွေးနွေးပေးထားရဲဆိုတော့အဲ့ခန်းကဏ္ဍတစ်ခုရှိရင်အများရဲ့အမြင်ကကိုယ့်ဘဝကိုအရေးမပါဘူးဆိုတဲ့ဟာမျိုးလေအဲ့ concept ကအလိုလိုရောက်လာတယ်ပေါ့နော်ဟိုကျွန်တော်တို့ကဟိုကိုအခုထားပါတော့နော်ဒီ identity မှမဟုတ်ဘူးကျွန်တော်တို့ရဲ့ position နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ရဲ့ career နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်ကျွန်တော်တို့ရဲ့အိမ်မက်နဲ့ပတ်သက်တာပဲဖြစ်ဖြစ်ဆိုရင်ကွာဟိုအများနဲ့အဝင်ခွင့်ကြမဖြစ်ဘူးလို့ထားပါတော့နော်မြင်ကြရတယ်ဘာဖြစ်လို့ကျွန်တော်တို့ LGBT group ဆိုရင်ဒီလိုမျိုး out of the box ကိုကျွန်တော်တို့တွေးကြအောင်လေနော်ပြီးရင် out of the community ပေါ့နော်အဲ့လိုမျိုးကိုလုံးဝသတ်မှတ်ထားတာဖြစ်တဲ့အခါကျတော့ဒီတွေးရရှိလာမှာပဲဆိုတဲ့ဟာကိုအချင်းချင်းဆွေးနွေးထားဖို့လိုတယ်ပေါ့နော်မိဘကရောဒီကလေးခန့်မလုပ်ထားတဲ့ကလေးရအောင်ပေါ့နော်နှစ်ယောက်လုံးအတူရှိရခါကြရင်ဒီလိုမျိုးတွေတော့ရှိနိုင်တယ် consequence တွေကတော့ဖြစ်လာနိုင်တယ်ဒါပေမဲ့ဒါတွေက acceptance လုပ်เสียမလိုနေဘူးပေါ့နော်မလိုနေဘူးဆိုတာကိုလေသူများရဲ့အမြင်တွေကို view site နေရမယ်ဆိုတဲ့အခန်းကဏ္ဍမှာမရှိနေဘူးဒါပေမဲ့ consequence တွေကတော့ဒါလာနိုင်တယ်ဆိုတဲ့ဟာမျိုးကတော့ဆွေးနွေးထားဖို့လိုတယ်ပေါ့နော်ဒါပေမဲ့ဒါအရွယ်တစ်ခုအနေနဲ့ပေါ့လေထားပါတော့စက်တော်သက်အရွယ်တစ်ခုအနေနဲ့ဆိုရင်တော့ဒါတွေကဆွေးနွေးထားမှာဖြစ်ပြီးလူငယ်အရွယ်အနေနဲ့ကြတော့သူကဟိုအများကြီးသူတို့ကိုသူတို့တိလာတယ်ပေါ့နော်တိလာတဲ့အခန်းကဏ္ဍတစ်ခုမှရှိတော့ဒါကတော့အရွယ်တစ်ခုပေါ်မှာမူတည်ပြီးတော့ဆွေးနွေးရမယ့်အခန်းကဏ္ဍဖွင့်ပြောရမယ့်အခန်းကဏ္ဍဒါတွေကတော့ရှိလိမ့်မယ်ပေါ့လေတိုးပေမဲ့လည်းကျွန်တော်ရဲ့အမြင်အရဆိုရင်တော့ဖြစ်တခြားသူရဲ့ဝေဖန်စရာစကားတွေကဘလို့ level မှာပဲဖြစ်ဖြစ်ပေါ့လေကိုယ့်အတွက်တက်ရောက်မှုကမရှိဘူးဆိုတဲ့အမြင်မျိုးရှိဖို့လိုတယ်ပေါ့လေပြီးတော့တခြားသူတွေပြောလာတဲ့ဟာမျိုးမှာဆိုရင်လည်းအယိုးချင်းလုံးတုံ့ပြန်ကြရမှာလားအဓိကအားဖြင့်ဟိုကိုယ့်ကို personally attack လုပ်နေရလားဒါမှမဟုတ်ရင်လုံးဝကြည့်ကိုသိရမလားဒီ community တခုမှနေလို့မရအောင်လုပ်နေရလားပေါ့နော်အဲ့ဒီအခက်အခဲတခုကလည်းကျွန်တော်ဆွေးနွေးဖို့လိုတာဟုတ်လေနော်ဒီတိုင်းပဲစကားပဲလာပြောနေရဆိုရင်တော့ကျွန်တော်တို့ကပြန်တုံ့ပြန်ရမယ် level တခုရှိရပေါ့ဒါပေမဲ့လုံးဝ personal attack ထိလုပ်လာရဲဆိုရင်တော့ဖြစ်မိသားစုနဲ့ပြန်ပြီးဆွေးနွေးရမယ့်ကိစ္စတွေဖြစ်တယ်ပြီးတော့ခါကျပြန်ပြီးတုံ့ပြန်ရမယ့်ကိစ္စတွေဖြစ်တယ်ပြီနော်ဟုတ်ကျေးဇူးပါဟုတ်ကဲ့ပါအမကျေးဇူးပါအမပြောတဲ့ဥစ္စာလေးကညီမတို့ second ရထားတဲ့ response တစ်ခုနဲ့ခက်ဆင်ဆင်လေးဖြစ်နေတော့အဲ့ဒါကိုတစ်ဆက်တည်းသွားလိုက်မယ်ပေါ့နော်အမကကျတော့သူကပြောထားတာက LGBTQ+ တွေကိုတချို့ဝေဖန်တဲ့သူတွေကဘယ်လိုမျိုးကြည့်ပြီးတော့ဝေဖန်နေဆိုတာကိုသူတွေးမိရပေါ့နော်များသောအားဖြင့်ကတော့လိင်စိတ်ခံယူမှုပေါ်မှာမူတည်ပြီးတော့ဒီတစ်ယောက်ကတော့ gay မလို့ဒီတစ်ယောက်ကတော့ယောက်ျားချင်းချင်းချစ်နေလို့ဒီတစ်ယောက်ကတော့မိန်းကလေးချင်းချင်းချစ်နေလို့ဒီလို reason မျိုးတွေနဲ့မုန်းတာကိုတွေးကြတယ်ပေါ့နော်အဲ့တော့လူတစ်ယောက်ရဲ့တန်ဖိုးနဲ့လူချင်းစာနာထောက်ထားမှုကလိင်စိတ်ပေါ်မှာမူတည်တာမဟုတ်ဘူးအဲ့ဒါကိုဘာလို့များလူတွေကဒီလိုမျိုး personal attack ကိုသူတို့မြင်တယ်လို့မျိုးဆွဲတွေးပြီးတော့ဝေဖန်ကြရလေလို့သူ့ဘက်ကနေပြီးတော့အတွေးရှိတာလေးတခုရှိထားပါတယ်အဲ့ဒီလေးတစ်ချက်လောက်ဆွေးနွေးပြပါဦးအာဟုတ်ပြီဆိုတော့ဟိုပါပေါ့နော်ခုနက personal attack ပေါ့နော်အဓိကအားဖြင့် LGBT နဲ့ပတ်သက်တဲ့အခါကျရင်game လို့ပြီးတဲ့အခါကျရင်သူက lesbian မို့လို့ဆိုတဲ့ဟာမှာသူတို့မှာဒီဟာနဲ့ပတ်သက်ပြီးမသိဘူးဆိုတဲ့ဟာမျိုးကိုယ်လေ့လာကြည့်လို့ရတယ်ပေါ့လေထားပါတော့တငယ်ချင်းတယောက်ဖြစ်တယ်ပေါ့လေဒါမှမဟုတ်ရင်ကိုယ့်ရဲ့ community မှာကိုပြောဖို့လိုအပ်တဲ့သူတယောက်ဖြစ်တယ်ပေါ့လေဒါမျိုးဆိုရင်တော့ဖြစ်အဲကျွန်တော်တို့ကဟုတ်ပြီနင်ပြောနေတဲ့ဟာမျိုးတွေကိုငါလည်းအမြဲကြားရတယ်တနည်းတစ်ပုံနဲ့တော့ငါတို့သိရတယ်ပေါ့လေဇလန်တွေကအားဖြစ်တော့၎င်းဟို social media post တွေအားဖြစ်တော့၎င်းဒါပေမဲ့ဒါတွေကတကယ်တကယ်ဟုတ်မနေဘူးပေါ့လေအဓိကအားဖြင့်ဟုတ်မနေဘူးဆိုတဲ့ဟာမျိုးကိုရှင်းပြလို့ရတယ်ပေါ့လေဒီခါကျရင်ကျွန်တော်တို့ကလေမေခွန်းတွေတက်လာတိုင်းကတော့ရှင်းပြနေကြတော့မလို့ပေမဲ့ဒီခါကျရင်အဲ့ဒီမေခွန်းတက်လာတာလည်းရှင်းပြလိုက်တဲ့ခါကျရင်သူနားလေသွားတယ်ဆိုတဲ့အခန်းကဏ္ဍတစ်ခုတော့ရောက်သွားတယ်ပေါ့လေဆိုတော့ဟိုconflict ဖြစ်တဲ့ကိစ္စတွေကတော့အဆိုးဘက်ကိုရည်ရွယ်နေတာမျိုးတော့မဟုတ်ဘူးတခါလေကြာရင်ကျွန်တော်တို့ဒီအဖွဲ့အစည်းတွေမှာဆိုရင်တော့မှပဲဒါမှမဟုတ် training တွေမှာဒါမှမဟုတ် program တွေမှာဆိုရင်တော့မှပဲ conflict တစ်ခုဖြစ်အောင်ဖန်တီးပေးလိုက်တာကွာပို့ပြီးတော့ဒီလူတွေနွေးလို့ရအောင်ပို့ပြီးတော့တိလို့ရအောင်ပေါ့ဒါပေမဲ့ဒါကကျတော့တကယ် real life ကြီးလေနော် real life မှာတော့ response လုပ်ရတဲ့ဟာမျိုးကတော့တူမနေဘူးပေါ့နော်ပြီးတော့ခံစားချက်တွေကလည်းတူမနေဘူးပေါ့လေဘာဖြစ်လို့ဆိုတော့ဒါကြီးကဟို play လာပြီးပြောတဲ့ဟာမျိုးပေါ့လေဖြစ်တဲ့အခါကျတိုးပေမဲ့ခံစားချက်အနေထားကိုကျွန်တော်တို့ကကြိုပြီးသိနိုင်တဲ့အနေထားတစ်ခုမှရှိလိမ့်မယ်ပေါ့နော်ဘာဖြစ်လို့ဒါကလည်းအရွယ်တစ်ခုပေါ်မူတည်တယ်ဒါပေမဲ့ဟိုဆယ်ကျော်သက်ကလေးတယောက်အနေနဲ့ကလေးတယောက်အနေနဲ့ဆိုတာထက်ဆယ်ကျော်သက်တယောက်အနေနဲ့ဒါမှမဟုတ်ရင်အာဒီ10နှစ်အောက်ကလေးတယောက်အနေနဲ့ तू ကသူ့ identity ကို तू သိထားတယ်ပေါ့နော် तू ဘယ်သူ့ကိုစိတ်ဝင်စားတယ်ဘယ်သူ့ကို
ကြိုက်တယ်ဆိုတဲ့ဟာမျိုးသိထားတယ်ဆိုတဲ့အနေထားမှာသူ့ကိုသွားပြောရဲဆိုရင်တော့ကျင်းတည်ရဲ့သူ response လုပ်တဲ့ပုံစံကတူမှာမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်ကဒီလူငယ်ခန်းကဏ္ဍဆွေးနွေးရအောင်လေနော်ဆွေးနွေးရဆိုတဲ့အခါကျတော့ဒီ conflict မှာကျွန်တော်တို့ပြန်ကင်တွယ်ရမယ့်ကိစ္စရှိတယ်ပေါ့နော်ပြန်ပြီးဆွေးနွေးပြလို့ရတယ်ပြန်ပြီးတော့နင်းစာဘယ်စာတန်းကိုဖတ်ရင်ဖတ်ကိုသိနိုင်တယ်ပေါ့နော်ဒါမှမဟုတ်မြန်မာကားကြီးကြည့်မနေနဲ့ပေါ့လေအဲ့လိုမျိုးပြောလိုက်လို့ရတယ်ပေါ့နော်မြန်မာကားအရင်ကြည့်မနေနဲ့မြန်မာကားရဲ့ဒီဆိုးဘက်တွေကိုပဲဆွေးနွေးပေးနေမှာပေါ့နော်ဒီဟာမျိုးပြောလို့ရတယ်ပေါ့ပြီးတော့နောက်တစ်ခုကကြတော့ဟိုကလေဆွေးနွေးလို့ရတာကအဓိကအားဖြင့်ဒီ gay ဖြစ်ခြင်းရဲ့ lesbian ဖြစ်ခြင်းကိုမကြိုက်တာမဟုတ်ဘဲねသူတို့ aware မဖြစ်ခြင်းပေါ်မှာမူတည်ပြီးတော့ကွာဒီ vulnerable ဖြစ်တဲ့ community လို့ပြောလို့ရတယ်ပေါ့လေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့နိုင်ငံမှာကြတော့အခမ်းအနားလုပ်တာကတကယ်ဆိုရင်တော့နေတဲ့ပမာဏလည်းမဟုတ်ဘူးများတဲ့ပမာဏလည်းမဟုတ်ပေါ့လေဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒီကိုရီးယားတို့ပြီးရင်ဒီ China တို့ကြည့်မယ်ဆိုရင်ပိုတိတာတယ်ပေါ့လေသူတို့ဆိုရင်ခမ်းမလုပ်တာများတယ်ဘာဖြစ်လို့ဒီ law ဒီခမ်းမလုပ်ခြင်းပေါ်မှာအရင်ဖိနှိပ်ထားတဲ့ဟာမျိုးရှိတယ်ဒါပေမဲ့ဒီနိုင်ငံအနေနဲ့ကြတော့community ကလေ advocacy ကိစ္စတွေများများလုပ်ခဲ့တဲ့အခါကျတော့ဒီဟာနဲ့ပတ်သက်ပြီး aware တော့ဖြစ်ကြတယ်ပေါ့လေဒါကတော့ဒီ community ပေါ့ဒါပေမဲ့ aware မဖြစ်တဲ့ community ကတီးတန့်ကြံနေသေးတာပေါ့လေဘာလို့လဲဆိုတော့ social media နဲ့ပတ်သက်တဲ့advocacy တွေမရောက်နိုင်တဲ့အနေအထားမျိုးလုံးဝကို campaign လုပ်လို့မရတဲ့အနေအထားမျိုးအဲ့လိုအနေအထားမျိုးမှာရှိတဲ့မျိုးဆိုရင်တော့ဒီအမြင်တွေကအများကြီးရှိနေနိုင်သေးတယ်ဒါပေမဲ့community တခုကိုချင်းချင်းဆုပ်တာတကယ်လွယ်တဲ့ကိစ္စတော့မဟုတ်ဘူးပေါ့နော်အဓိကအားဖြင့်တိုးပေမဲ့ကိုရီတန်မိုးထားတဲ့ society တခုအနေနဲ့ကြည့်ပေါ့နော်ထားပါတော့တငယ်ချင်းအဝန်းဝိုင်းကိုကြည့်တယ်ဆိုရင်တော့ဖြစ်ဒီလိုအမြင်ရှိတဲ့တငယ်ချင်းတယောက်ပေါ့နော်ချောစစ်ဖြစ်တဲ့တငယ်ချင်းတယောက်ပေါ့နော်ထားပါတော့ဒီအမြင်လေးရှိဒါပေမဲ့ဘလောက်ခန်းကဏ္ဍအထိကျွန်တော်ဆွေးနွေးပြလို့ရလဲပေါ့နော်သူသိအောင်ပေါ့ငါ့နဲ့ပေါင်းလိုက်လို့အရင် brain level မြင်ရမယ်တော့မဟုတ်နေဘူးပေါ့လေသိရမလားဒါကြီးကို acceptance လုပ်ကိုလုပ်ရမယ်100%နေလည်းပါရမယ်ဆိုတဲ့ဟာမျိုးတော့မဟုတ်နေဘူးဒါပဲသူ့ကိုလည်းအချိန်တစ်ခုပေးပြီးဆွေးနွေးလို့ရတယ်ဘာဖြစ်လို့ကိုရီကိုတိုင်ကလည်းဒီလိုပဲလေ့လာရင်းနဲ့ပဲသိလာတဲ့သူတွေဖြစ်တယ်ပေါ့လေချက်ချင်းကျွန်တော်တို့မွေးကလေးကတော့ဒီကိစ္စတွေ acceptance လုပ်ရမယ်ကိစ္စတို့ပြီးတဲ့အခါကျ acceptance ဆိုတာလုပ်ချင်လည်းလုပ်လို့ရတယ်မလုပ်ချင်လည်းမလုပ်လို့ရတယ်ဒါပေမဲ့သူများတယောက်ထိခိုက်အောင်ဒီလုပ်တဲ့ behavior မျိုးမဖြစ်ဖို့လိုတယ်ပေါ့လေအဲ့ဒီအနေအထားမျိုးတွေဘာမှမတင်ပေးထားတဲ့ community မှာမွေးလာတဲ့အခါကျတော့သူတို့ကိုယ်တိုင်လည်းဒီဟာရဲ့သားကောင်ဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အချင်းချင်းpersonally ချက်လောက်လာတယ်ဆိုရင်တော့ပဲဖယ်ကျင်လိုက်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့သူဒီအမြင်တွေကိုချိန်ချက်ဖြစ်လာအောင်ပဲဖြစ်ဒါမှမဟုတ်ရင် ULD ဖြစ်စေမ ULD ဖြစ်စေပေါ့လေဆွေးနွေးပေးလို့ရတယ်ဆိုတဲ့ဟာမျိုးအမဘက်ကတော့အဲ့အခန်းကဏ္ဍကိုတော့ support လုပ်ပြီးပဲပေါ့လေနော်ဟုတ်တယ်နော်တချို့သူတွေမှာကျတော့သူတို့တွေးတဲ့ပုံစံကသူတို့ကြီးပြင်းလာတဲ့အတိုင်းဝိုင်း community ပြီးတော့နေရာကအစပါပေါ့နော်လာပြီး affect ဖြစ်တာမျိုးရှိတတ်တယ်အနည်းဆက်ဆုံးကြည့်ရမယ်ဆိုလို့ရှိရင်ညီမတို့မြန်မာနိုင်ငံနဲ့ထိုင်းနဲ့ဆိုလို့ရှိရင်ဒီနေရာအနေထားကလည်းခက်ဆင်ဆင်ပဲပြီးတော့ traditional ကလည်းခက်ဆင်ဆင်ပဲအဲ့ဒီအပြင်မှာညီမတို့အဓိကကိုးကွယ်တဲ့ဘာသာတရားကလည်းတူတူပဲဒါပေမဲ့မြန်မာနိုင်ငံမှာဆိုလို့ရှိရင်ကတော့လူတွေကဗုဒ္ဓဘာသာရဲ့ကျမ်းစာတွေဖျားဟောတဲ့စာတွေကြည့်မယ်ဆိုလို့ရှိရင်ဒါတွေကမဖြစ်သင့်ဘူးမလုပ်သင့်ဘူးမကောင်းဆိုတဲ့ပုံစံမျိုးနဲ့ပြောထားရဲဆိုပြီးဝေဖန်ကြတယ်။ဒါပေမဲ့ထိုင်းနိုင်ငံမှာကကြတော့ same sex ကို marriage လုပ်လို့ရတဲ့အထိကိုသူတို့ open လုပ်ပေးထားတယ်။ဒါမျိုးကကြတော့လေတစ်ဖက်ကပြင်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ community ကကိုယ့်ပေါ်မှာ affect ဖြစ်တာကအမျိုးမျိုး affect ဖြစ်နိုင်တာကွဲပြားသွားနိုင်တယ်လို့တော့မြင်လို့ရတယ်ထင်တယ်နော်ချေအာဟုတ်ပြီဆိုတော့ဒီမှာဗုဒ္ဓဘာသာနဲ့ပတ်သက်တာပေါ့နော်ဘာသာရေးနဲ့ပတ်သက်တာဗုဒ္ဓဘာသာမှမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီလေ့လာကြည့်ရဆိုရင်ဒီခရစ်ယာန်မှာလည်းရှိတယ်ပြီးတဲ့အခါကျရင်ဒီအစ္စလမ်ဘာသာပေါ့နော်အဲ့ဒီအနေထားမှာလည်းရှိရပေါ့နော်အဓိကအဖြစ် same sex marriage ကိုခွင့်မပြုဘူးပြီးရင် identity နဲ့ပတ်သက်ပြီးယောက်ျားပဲရှိရမယ်မိန်းမပဲရှိရမယ်ဆိုတော့ကန့်သက်ချက်တွေကတော့ခုထိရှိနေသေးပဲပေါ့နော်ဘာဖြစ်လို့ဆိုကျွန်တော်တို့ဒီရှေ့နှစ်ကိုပဲပြန်စဉ်းစားကြည့်ကွာအာအဓိကအားဖြင့်same-sex marriage နဲ့ပတ်သက်တဲ့ law တွေကိုပယ်ချဖို့တွေကြိုးစားနေတဲ့ဟာမျိုးရှိတယ်ပြီးတဲ့အခါကျဒါရှိပြီးသားတွေနော်ကိုယ်နိုင်ငံဆိုရင်တော့မရှိသေးဘူးကျင်းတွေကတော့ဆွေးနွေးရမယ့်ကိစ္စအများကြီးကျေပြန့်နေဒါပေမဲ့တခုပဲတွေးရတဲ့အခါကျဘာသာရေးကတကယ်ပဲကန့်သက်သလားပေါ့နော်ဘာသာရေးကိုပဲခုလုံးလုပ်သလားအဲ့ဟာနှစ်ခုကပုံမှန်လေးဆွေးနွေးစဉ်းစားလို့ရတယ်ပေါ့လေအဓိကအားဖြင့်ကျွန်တော်တို့ဗုဒ္ဓဘာသာကိုအရင်ခံပြီးစဉ်းစားကြည့်ကိုကိုယ်တိုင်ကလည်းတရားစကားဝင်နေသူဆိုအဲ့ဟာမျိုးထည့်ဆွေးနွေးကြည့်လိုက်ပေါ့နော်အဓိကအားဖြင့်ငါသူတစ်ပါးယောက်ျားမိန်းမပေါ့နော်မရှိဘူးဆိုတဲ့ဟာမျိုးပေါ့လေအဓိကအားဖြင့်ဒီခန္ဓာနဲ့စိတ်နဲ့ခန္ဓာဒီဟာမျိုးပဲရှိတယ်ဆိုတော့အယိုးရှင်းဆုံးချပြထားတဲ့ဘာသာရေးမှာတော့မှပဲဒီကိစ္စအရာဘယ်သူတွေလွှမ်းမိုးနေရလဲပေါ့နော်ထားပါတော့
ယောက်ျားလေးချင်းလက်ထပ်တဲ့ဆိုတဲ့ခါကျရင်ရိုးရှင်းဆုံး social media မှာကြားတဲ့သတင်းတစ်ပုဒ်ကိုပဲပြောကြည့်မယ်ပေါ့လေယောက်ျားချင်းလက်ထပ်တဲ့ခါကျရင်ကျွန်တော်တို့ကယောက်ျားလေးဖြစ်မွေးလာတဲ့ဖုန်းကန်လေးရမ်းနေမြင်ပါတယ်ပေါ့နော်အဲ့မြင်ပါတဲ့အနေထားမှာဘာကြောင့်ညာအစင်းထက်နေပြီးတော့ကိုယ့်ကိုဂေးလို့သတ်မှတ်တာလဲဆိုတဲ့ဟာမျိုးကျွန်တော်တို့ကဘယ် level ကတဆင့်လဲဘယ် level ကနှိမ့်နေရလဲမြင့်နေရလဲပေါ့နော်ဘယ်သူတွေကသတ်မှတ်ထားရလဲပေါ့ဒီနှိမ့်နေရမြင့်နေရဟာပြီးတော့ရိုးရှင်းဆုံးတွေးရဆိုယောက်ျားမိန်းမဆိုတဲ့ဟာမျိုးမှာဆိုရင်တော့မှပဲယောက်ျားလေးကမြင့်နေမိန်းကလေးကနှိမ့်နေဆိုတဲ့အတွေးခေါ်ကရှိတယ်ပေါ့နော်ရှိတယ်ပြီးတော့အဲ့တွေးခေါ်တွေပေါ်လာအောင်လဲရိုက်သွင်းနေတဲ့သူတွေကအခုထိရှိနေသေးတော့မယ်ပေါ့လေနော်ခရစ်ယာန်မှာဆိုရင်လည်းကျင်းတည်ရဲ့ရှေ့တစ်ခါကဆွေးနွေးသွားရလေနော်social media မှာလုံးဝဟိုးလေးတကြောကြောဖြစ်သွားတဲ့ဟာမျိုးဆိုရင်သူတို့ရဲ့ဘာသာရေးမှာဆိုရင်ယောက်ျားလေးကယောက်ျားလေးပဲဖြစ်ရမယ်တခြားဖြစ်ခံယူလို့မရဘူးပြီးရဲ့အခါကျရင် RN နဲ့ EWA ဒါပဲရှိတယ်ဆိုတဲ့ဟာမျိုးကျွန်တော်တို့ကဒီဟာတွေမေခွန်းထုတ်ဖို့လိုတယ်ပေါ့နော်မေခွန်းထုတ်ဖို့လိုတယ်ပြီးရင်တွင်တွင်ကြဲကြဲဆွေးနွေးဖို့လိုတယ်ပြီးတော့ပါဝါဟိုတာရှိခြင်းမရှိခြင်းပေါ့လဲမူတည်တာပေါ့နော်ဆိုတော့လူငယ်ဆိုတဲ့ဟာမှာပါဝါတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ decision making level မှာမပေးထားတော့ကျွန်တော်ဒါနဲ့ပတ်သက်ပြီးဆွေးနွေးတဲ့ခါကျရင်တိတ်ပြီးတော့အတန်မရဘူးပေါ့လေဒါပေမဲ့ပါဝါဟိုတာတခုရှိရဆိုတဲ့လူတွေကပေါ့လေလမ်းဆန်းဖြစ်တဲ့ကိစ္စတွေကိုဖြန့်နေတဲ့ဟာမျိုးကြရင်ကြတော့အယမ်းမြန်နေပေါ့လေအယမ်းမြန်ပြီးတော့သူတို့မှာလူပုဂ္ဂိုလ်ကိုးကွယ်တယ်ပဲဖြစ်ထားပါတော့နော်အကြောင်းအရာတစ်ခုကိုးကွယ်ရဖြစ်အဲ့ဒီပုံမှာမူတည်ပြီးတော့အဲ့ဒီ community တစ်ခုလုံးပါသွားတဲ့ဟာမျိုးပေါ့လေဒါပေမဲ့ဒါကြီးကရေရှည်တစ်ခုလုံးပါသွားတာမျိုးတော့မဟုတ်ဘူးပေါ့လေအယိုးရှင်းဆုံးပြောရရင်တင်ယူစရာမဟုတ်တဲ့ကိစ္စတစ်ခုကိုတင်ယူလိုက်ရတဲ့သူအနေနဲ့ကကြာတစ်သက်လုံးဒီအစွဲကြီးကပါသွားတာမျိုးမဟုတ်ဘူးဘာဖြစ်လို့ဂျားထဲမှာဒါကိုမှားတယ်ဆိုတဲ့ဟာမျိုးကိုသိသွားတဲ့ခါကျရင်ဒီရှေ့မှာသင်ခဲ့တဲ့များပြတ်သွားတာပဲပေါ့လေနော်ကျွန်တော်တို့ကအဲ့ဒီ concept တစ်ခုကိုတော့သိဖို့လိုပဲပေါ့လေအဲ့ဒါကြောင့်မို့လဲဒီလူငယ်အများစုက changes ကိုစိန်ခေါ်ပြီးလုပ်နေကြတာပေါ့လေနော်ဘာဖြစ်လို့မပြောင်းလဲလာဘူးလို့ယုံကြည်ရဆိုဘယ်သူမှဒီ changes တွေလုပ်နေမှာမဟုတ်ဘူးပေါ့လေနော်သိမလားညှော်လင်းချက်တစ်ခုအနေနဲ့ဆိုရင်100%မဟုတ်ဘူးဆိုရင်တော့ငါတို့ကတော့ဘယ်လောက်ထိတော့ changes ဖြစ်အောင်လုပ်မယ်ဆိုတဲ့အတွေးခေါ်ရှိလို့ဒါလုပ်နေတာဖြစ်တဲ့အခါကျတော့ဒီဘာသာရေးနဲ့ပတ်သက်တယ်ဆိုရင်လည်းမေးခွန်းတွေထုတ်ဖို့လိုတယ်ပေါ့လေပြီးတော့ဘာသာရေးတစ်ခုတည်းကဒီ LGBT community နဲ့ပတ်သက်ပြီးဖိနှိပ်နေရမျိုးတော့မဟုတ်နေဘူး။ဘာလို့ဆို same sex marriage လုပ်ပေးခြင်းအပြင်ဘယ်သူတွေကအကျိုးမြတ်ရလဲမရဘူးလေ။အဲ့ဒီပုံမှာမူတည်ပြီးတော့ကစားနေကြတယ်လို့ကျွန်တော်မြင်နေပေါ့နော်။အရိုးရှင်းဆုံးပြောရရင်ဘာဖြစ်ဆိုတော့ရှေ့မှာလည်းကျွန်တော်ဆွေးနွေးခဲ့ကြတာဟာရှိတယ်။အဓိက same sex marriage လုပ်တဲ့အခါကျရင် marriage တစ်ခုဖြစ်ပြီဆိုရင်ကျင်းတရားအခွန်ကိစ္စတွေကလာပြီပေါ့နော်။အဲ့ဒီနိုင်ငံရေးကစားတဲ့လက်ကွက်တွေစီးပွားရေးကစားတဲ့ကိစ္စတွေအဲ့ဟာရအများကြီးရှိတယ်ပြီးရင်နေရာပေးရခြင်းအခန်းကဏ္ဍပေါ့နော်အဲ့ဆိုလက်တလုံးမှာဆိုရင်ကျွန်တော်တို့လေဒီ podcast တွေမှာပြီးရခါကြာရင်နိုင်ငံရေးဆွေးနွေးဝိုင်းတွေမှာယောက်ျားလေးတွေကြီးပဲဆွေးနွေးရတဲ့အခါကျတော့ကျွန်တော်တို့အဲ့ဟာမှာမှပဲကျွန်တော်တွန်းလှန်ကြတဲ့ကိစ္စရှိတယ်လေနော်အဓိကအားဖြင့်ကျွန်တော်ဆွေးနွေးလိုတဲ့ကိစ္စကကြတော့monologue တွေမှာတော့မှပဲယောက်ျားလေးတွေကြီးပဲဦးစားပေးတယ်မိန်းကလေးဆိုရင်နေရာပေးရမယ်ဆိုတဲ့အမြင်မရှိသလိုပဲတခြားသော community ဆိုရင်လည်းသူကနေရာပေးရမယ်ဆိုတဲ့အားမျိုးဒါမှမဟုတ်အတူတူဆွေးနွေးရမယ်ဆိုတဲ့ကိစ္စမျိုးအဓိကပြနေရာပေးအောင်တောင်းဆိုနေရမျိုးတော့မဟုတ်နေဘူးပေါ့နော်။ဘာဖြစ်လို့ငါတို့နေရာမပေးလဲငါတို့ရအောင်ဖန်တီးမယ်ဆိုတဲ့အမြင်ကတော့ရှိတယ်။ဒါပေမဲ့ကျွန်တော်အတူရှင်တွဲလောက်ကောင်ရမယ်ဆိုတဲ့အမြင်မရှိနေတာအဓိကပြဿနာပေါ့နော်။အဲ့ဟာမျိုးကလည်းဒီ same sex marriage ကိစ္စမှာနည်းနည်းကြန့်ကြာနေဦးမယ်လို့မြင်နေပေါ့လေကိုရီနိုင်ငံအနေထားနဲ့ဆိုရင်ပေါ့နော်ဒါပေမဲ့ဒီအတွေးခေါ်တွေစိန်ခေါ်လို့တဲ့ဒီအစိုးရအဖွဲ့တရက်ရှိလာတဲ့ခါကြရင်တော့ဒါမျိုးတွေကိုကျွန်တော်တွင်တွင်ကြဲကြဲဆွေးနွေးရမယ်ခန်းကဏ္ဍမှာရှိတယ်ဒါပေမဲ့ဒီချိန်မှာလည်းရက်တက်နေရမှာတော့မဟုတ်ဘူးပေါ့နော်မေးခွန်းထုတ်ရမယ်ဘာလို့ဒါတွေကမပေးရလဲပေါ့နော်ဘယ်ခန်းကဏ္ဍတွေကမပေးရတဲ့အကြောင်းရင်းတွေဖြစ်နေရလဲဆိုတဲ့ဟာကိုဆွေးနွေးပြီးတော့ debate တွေတော့လုပ်ဖို့လိုတယ်ပေါ့လေပြီးတော့ဘာသာရေးတစ်ခုမှာပဲရက်နေလို့မရဘူးပေါ့နော်ဘာသာရေးကဒီလိုမျိုးပြောတယ်ဆိုတဲ့ဟာမျိုးပြီးတော့ဘာသာရေးကတော့ဘယ်အကြောင်းအရာတခုမှဒီလိုလုပ်ပါဒီလိုမလုပ်ပါလို့ထုတ်ပြန်ထားတာမျိုးမဟုတ်ပေမဲ့လုပ်နေတဲ့ဟာမျိုးပေါ့နော်အဓိကအဖြစ် power holding လုပ်နေတဲ့သူတွေကခြေလည်နေတဲ့ကိစ္စမျိုးဖြစ်တဲ့ဟာကိုလည်းသိဖို့လိုတယ်ပေါ့လေပြီးတော့နောက်ထပ်တစ်ခုကလေဒီ law making လုပ်နေတဲ့ဟာမှာဘာသာရေးနဲ့ညှိတယ်ဆိုတဲ့ဟာမျိုးကလည်းရှိတယ်လीနော်ဒါပေမဲ့တကယ်ဟုတ်နေလားပေါ့နော်ဟုတ်နေလားယူရိုပြောနေတဲ့အကြောင်းအရာတွေကတကယ်ရောမှန်ရလားဆိုတဲ့ဟာကိုလည်းမေကွန်းများများပြန်ထုတ်ကြပါပေါ့လေနော်အဲ့လိုမျိုးဆွေးနွေးလိုပါတယ်ဟုတ်ကဲ့ကျေးဇူးပါဆရာမတကယ်လည်းဆရာမပြောတိုင်းနားထောင်ပြီးတော့မိခွန်းထုတ်ဆရာလေးတွေတွေးချင်ဆရာလေးတွေအများကြီးခေါင်းထဲမှာပေါ်လာတယ်ပေါ့နော်ဒီ podcast ကိုနားထောင်နေတဲ့သူတွေကလည်းတွေးမိတာလေးတွေမိခွန်းထုတ်ချင်တာလေးတွေခေါင်းထဲမှာအမျိုးမျိုးပေါ်လာမယ်လို့ထင်နေပေါ့နော်ဆိုတော့ကျော်တို့နဲ့ဆရာမနဲ့ဘာတွေဆက်ပြီးတော့မိခွန်းတွေထုတ်ကြမလဲတွေးကြမလဲဆွေးနွေးကြမလဲဆိုတာကိုဒီ podcast ရဲ့ဒုတိယပိုင်းမှာဆက်ပြီးတော့နားဆင်မိကြပါအောင်နော်